မင်းသိင်္ခါကြီးလေဖြတ်နေတယ်ရှင်းလားဓာတ်လိုနဲ့ရေရချေဘယ်လိုဓာတ်စာစအောင်မစားရဲဖာတော့ဟုတ်ပဲအခုလေဖြတ်ပြီဆိုသူဓာတ်စာတွေပဲရောက်ကုန်ခြေလေးရေရရှင်းလားသူဟာသူတော့မကယ်နိုင်ဘူးတိုက်ဆိုင်မှုမိမိရဲ့ကံကောင်းလို့ကိုယ်အပြောလေးတိုက်ဆိုင်နေတာအဟုတ်တယ်အကြောင်းမှန်မဟုတ်ဘူးတဲ့ရှင်းလားဥပိ္ပစေတကကနဲ့သက်တမ်းစေအောင်မနေရတဲ့သီလကုံနဲ့မပြည့်စုံတဲ့ကောင်းတွေမှအကုန်ကိုးကွယ်ထားတာအယက်သမားမှာသေးတယ်ကိုကြီးကျော်နော်အာချမ်းရှာချမ်းနဲ့အမေချမ်းဟမ်သူတို့ဟာကောင်းတာတခုမှလည်းမသိဘူးစံတင်စရာကိုတခုမှမပါဘူးသူတို့39မရဟိုငယ်ကောင်မလေးတစ်ကောင်ရှိပါသေးတယ်ဟိုသူမင်္ဂလာလည်းမစွန်လို့စောင့်နေတာမန္တလေးဘယ်တော့ကြီးမလဲလို့ကိုလုံးပန်းနဲ့မရဘူးမန္တလေးစောင့်ရုံရှိတာပဲသူကလည်းအပြိုးကုန်ဖြစ်နိုင်မှုဖြစ်နေနတ်ကတော်ကသူစီးပွားရေးဈေးကွက်အဆင်ပြေအောင်လို့ဟောတာကျမ်းမာရေးမကောင်းဘူးဟာဘယ်ကောင်းမှာတော့ရိုးရာမေ့နေတာသူကလုံးတော့အဲ့ဒါဒီအိမ်ကိုကြီးကျော်ဆိုင်ထားရင်ဟိုဘက်အိမ်ကျမန္တလေးဆိုင်ရမယ်သူကဒါလေးတွေအကွက်ချထားတာရှင်းသလားအိမ်တွင်းမတင်လို့ဆိုတင်တော့ပျောက်သလားဆိုတော့ချိန်ကမ်းပြေးရတာပဲရှင်းသလားကိုကြောကိုကျေပွဲစီးပွားတွေရှာနဖူးအချိုးချိန်မကြောင်ရှာမောပန်းပြီးလှုပ်လာပြီးတော့မှစီးပွားဖြစ်လာတာတခြားမဟုတ်ဘူးဒါအဖေကြီးမှတာဟမ်တဆုပ်ကျဲလို့တလဲဝင်အောင်မယ်အဲ့ဒါဒါနနဲ့ပတ်သက်တဲ့ကထာတွေခူးချထားတာသူမိတ္တူတွေကူးထားတာအများကြီးပဲရှင်းသလားအိမ်တွင်းခြုံမအမဲပြောတော့အိမ်တွင်းချိန်မလုံနေတဲ့ညနေဆောင်ရင်သူတို့သွားကပေးနော်သူခြုံမလုံတယ်လည်းပြောသေးကိုကကြီးသွားခြုံပေးနေရရှင်းသလားအိမ်တွင်းရှိရင်မီးမလောင်ဘူးတဲ့ဆိုတော့အဲ့အိမ်တွင်းကဘယ်လိုသေးထားတာမီးလောင်သေးထားတဲ့လူကိုမီးခွင်းအောင်ဆိုတော့မီးလောင်သူအရင်ဆုံးပြေးမှာ तू မလောင်တာခင်ဗျားတို့ကတော့လောင်မှာဘိုးတော်မသလိုပဲပေါ့ဗျာဟမ်ခင်ဗျားတို့စာဆိုရှိပါတယ်ဝိဇာမမြည်စိတ်သားချအတီအမေဟမ်ဒါဆိုတော်တော်လေးကိုအမေဘာရပါလဲဘာမှမှာတဲ့ဝိဇာမမှာဟုတ်တယ်ခင်ဗျားတို့အိမ်ကရှိတဲ့ဟာတွေလာမကျင်သလားဟမ်ခင်ဗျားတို့ तू မလာလားရှိတာမသွားလားဘယ်ဝိဇ္ဇာသွားကြည့်ဒါပဲသူမမလို့လာကျို့တို့သင်ပေးကြတဲ့ဆရာဘာလို့ဆိုတော့အများကယ်ဆယ်ရေးဆိုသူမင်္ဂလာဝါသနာပါအဲ့တော့အဲ့ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်ချင်တာနဲ့အဲ့ဒီထဲဝင်တယ်ဝင်ပြီးတော့ကွင်းစင်းလေးလာမယ်ဆိုရက်ကွက်တရက်ကွက်သွားတော့တို့ကတော့ကြည်တာပေါ့ကယ်မဲ့လူဆိုတော့ဆင်းရဲဆုံးအိမ်ကြီးဆရာသင်ပေးလိုက်တဲ့အတိုင်းဘာညွန့်ထိုးဘာရည်တော့ဘယ်နေ့ကိုဘယ်လိုစကားပြောအမဲခတ်တီနဲ့ချနေကြနောက်ကဆရာလိုက်လာဟောမင်းတို့ဘယ်အိမ်တို့ဒီအိမ်ဟောဘာမှမရှိတဲ့အိမ်သွားပြီမင်းတို့မဟုတ်တော့ဟုတ်ရဆရာပဲကဲဆိုဟမ်ကဲဆိုမရှိတဲ့လူရှိအောင်လုပ်ပေးမှကဲတာပေါ့အားရကုန်ဟိုတိုက်ပေါ်တဲ့ဒီကြဲမဲဟာမဟုတ်ဘူးရှင်းသလားအဲ့ဒါကြောင့်ဝိဇာမှမြည်စိတ်သားချာတီမပူနဲ့ကုံတော့မှာရှင်းရလားဒါလို့တယ်ဘာတော့ဘယ်အောင်တော့ကမှာအဲ့ဒီပြင်းနေတဲ့တိရစ္ဆာန်တွေအကုန်အုံနောက်ပါတယ်ညံဆိုတာဘာခေါ်လဲအကောင်အဆိုးအကြောင်းအကျိုးအမအမှန်ကိုပိုင်းခြားသိတာညံမုတ်ဆိုးတစ်သက်တောင်ရတကွက်တောင်ရတကွက်မီးရှို့တဲ့အာကုသိုလ်ဟာမုတ်ဆိုးတစ်သက်လုံးလုပ်တဲ့အာကုသိုလ်တဲ့ပို့ပါတယ်တဲ့မုတ်ဆိုးတစ်သက်လုံးတတ်တာဟာတောင်ရတကွက်ရှို့တော့မတတ်နိုင်ဘူးရှင်းတယ်နော်တောင်ရတကွက်ရှို့တဲ့အာကုသိုလ်ထက်ကိုတပင်တဲ့တမနဲ့တပင်တညကြည့်တဲ့အာကုသိုလ်ကပို့ပြီးတော့များတယ်ရှင်းလားတောင်ရတကွက်က तू ကသေစီလိုတဲ့စိတ်နဲ့ရှို့တာလားအမိုက်ရှင်းအောင်ရှို့တာဟိုမှာကျတော့ပွဲစကြည့်ပြီးဆိုကြတဲ့ကရင်ယာဂတွေဒေါသတွေမောဟမနဲ့လင်းပြီဆိုငိုခြင်းကချလိုက်သေးတယ် good morning ဖြစ်ရမှာ bad morning ဖြစ်ဟမ်မင်္ဂလာရှိသောနတ်နဲ့ခင်းပါဆိုနေမှာငိုခြင်းချနေတာမပြီးနိုင်အောက်ကလည်းမျက်ရည်လေးနဲ့ကောင်းလိုက်တာငိုခြင်းလေဟမ်တော့ကပရိတွေဝါတွေနဲ့ပဲဏီကုန်းမချိုးပါဘူးလား
ကုသိုလ်တွေလားအကုသိုလ်တွေလားတညာလုံးအဲ့ဒါဇက်ကတဲ့လူကလည်းကဲသူ့ကိုမကြက်အောင်ကမှာလားကြက်အောင်ကမှာလာအောင်ပအောင်နဲ့ဆွဲဆောင်မယ်ဆိုတော့ယာကတွေသူကိုယ်တိုင်လည်းယာကဖြစ်သူများကိုလည်းယာကဖြစ်အောင်ဆွဲဆောင်တဲ့အတွက်သွားတယ်အိုးရှင်းလားဇက်ကဟိုမှာပလာတဆိုတဲ့ငရဲရှိတယ်ဒါကဇတ်သမားတွေသွားတဲ့ငရဲသူငရဲကသူ့တီးတန့်သူ့ကတ်နဲ့သူရှိတယ်စစ်သူကြီးငရဲတို့တရားသူကြီးငရဲတို့ဒါဆိုသူနဲ့သူရှိတယ်နောက်ဂောဘကငရဲတို့နော်ဘုန်းကြီးငရဲတို့ပေါ့လေရှင်းသလားသူကနဲ့သူဘုန်းကြီးဆိုပြီးတော့လေဘုန်းကြီးတိုင်းပြန်တော့မမူနိုင်ဘူးခင်ဗျကျောင်းဆွဲသေးပစ္စည်းဆွဲသေးအာဘတ်တွေတဘုံကြီးနဲ့သေးသွားတယ်အိုးနော်ဒီမှာတော့ချင်းချင်းသေးတခါတဲ့နတ်ရွာလာတော်မူတော့ဒုဘုံကြီးဘာဖြစ်တယ်ညာဖြစ်တယ်အေးရင်ကျူဟောရှိုးနေပြီရှင်ဘရင်တိုင်းလဲနတ်ရွာမဆန်းရှင်းလားသဘောကပါလားနတ်ရွာဆန်းတဲ့ရှင်ဘရင်ဆိုတာ၄ပြင်၄ရက်မှာဟုတ်လားဝေဒန္တရာတို့လို့6အရက်6မျက်နှာအရက်8မျက်နှာအရက်4မျက်နှာအရက်10မျက်နှာအလူမန္တကြီးတွေထိုးပြီးအလူပေးဟုတ်ပြီနော်အခွန်ဘန္နာတွေလျှော့သဘောပါတယ်နော်တိုင်းသူပြည်သားချမ်းသာအောင်လုပ်ပြီးတော့မင်းချင်းတရား10ပါးနဲ့အညီအုပ်ချုပ်မှနတ်ရွာဆန်တယ်လို့ပြောလို့ရအဲ့လိုမှမဟုတ်ရင်တော့ရှိုးတော်မူတယ်လို့ပဲပြောရမှာအဲ့တော့ဘုန်းကြီးငရဲရှင်ဘုရင်ငရဲစစ်သူကြီးငရဲဆိုတာသူ့ကနဲ့သူရှိတယ်အဲ့ဒါတွေကိုသံယုတ်ပါဠိတော်မှာရှားဖတ်ပါသိခြင်းဝယ်ဖတ်ပါရှင်းလားသံယုတ်ပါဠိတော်မှာအထင်ရှားဘုရားကတကန့်ချင်းဟောထားတာရှိအဲ့တော့ပေါ်နေလို့ရမလားမရပါဘူးဒါကြောင့်ဒါနထက်ဘာကမြတ်သီလထက်အခုဘာဝနာအလုံးလုံးကြတော့တရားဟောနေတဲ့အခုဦးစင်းဟောနေတဲ့အချိန်မှာခင်ဗျားတို့လောဘတွေဖြစ်သလားသိအောင်တရားလေးတွေလိုက်ပြီးမှတ်နေတာဆိုတော့ပညာတွေလုံနေတာဒေါသရောဖြစ်သလားအဲ့ထဲမှာဥတုမင်္ဂလာအမေးများမတက်လို့တခါတလေမထီမဲ့မြင်ပုံစံလေးပြုလို့မင်းတို့ဘုန်းကြီးကွာတရားဟောနာပါလေဆိုနေမှငါတို့မွေးပြီးတော့ तू ကဒေါသဖြစ်ကြရင်လည်းအဲ့ဒါလေးမဖြစ်ပါနဲ့လို့တောင်းပါမှာနော်တရားဟောတဲ့လူဆိုတာခင်ဗျားတို့သိအောင်ဟောမှာဖြစ်တဲ့အတွက်တခါတလေခင်ဗျားတို့ကိုသိကျင်လောက်အောင်အရင်ဆွဟောဆိုတော့မသိတာထက်မသိကျင်တာခက်နေတာဟုတ်အဲ့တော့ခင်ဗျားတို့ကိုတခါတလေမထင်မဲ့မြင်ပြုကျင်သလိုလိုနော်အပေါ်ကနေဟိတ်ဒီဟန်နေလှုပ်ပေးရသေးတယ်အဲ့ဒါဘယ်သူကိုမှစော်ကားလို့မဟုတ်ဘူးတရားသိအောင်ဟောနေတာဒါလေးတော့နားလည်ပေးပါအားလုံးနော်ကောင်းပြီအဲ့တော့အခုချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမောဟဘယ်ဖြစ်ချင်ရလိုက်မလဲကိုတော့ဟာတို့မိအကုန်ဖြေးနေရတာဇကြီးကိုမော့လို့ဒီမှာဒီမှာငိုက်ရှင်ရသလားငိုက်ကြည့်လေတတ္တိရှင်ဒီမှာလက်ကကျင့်ထားတာရှင်းသလားဒါဖြင့်ဒီအချိန်မှာလောဘဒေါသမောဟတွေအတတ်နိုင်ဆုံးနည်းနေတယ်ဒါကြောင့်ဒါနသီလထက်ဘာကမြတ်အဲ့ဒီလောဘဒေါသနဲ့တိုင်းတာရှင်းမလားအားလုံးသဘောပေါက်ပြီလားအဲ့တော့နောက်မေးရင်ဖြေတတ်ပြီလားလောဘဒါနထက်ဘာလို့သီလမြတ်လဲဒါနလှုပ်စင်ထက်လောဘဒေါသပို့ပြီးတော့နည်းလို့သီလထက်ဘာဝနာဘာလို့မြတ်လဲလောဘဒေါသမောဟပို့ပြီးတော့ရောင်ဝါမလုံးနဲ့တော့ဘောမလားသေချာမလားဝါတတဗုဒ္ဓဘာသာတွေမြန်မာနိုင်ငံအမိခံဗုဒ္ဓဘာသာဘာလဲဦးစင်းရဲ့အမြင်အရပြောရရင်တော့အကြီးစားမိစ္ဆာဒိဋ္ဌိနိုင်ငံရှင်းလားနာမည်တော့ဗာလဲဗုဒ္ဓဘာသာကိုးကွယ်နေတာကမိစ္ဆာဒိဋ္ဌိရှင်းလားဘုရားတွေလိုက်ကြည့်လိုက်လဲသိဂျိုးပြေနံပြေဘာတောင်းကဘုရားညာတောင်းကဘုရားတဲ့ရောက်ရင်ဒီပြဿနာစတဲ့ဂျိုးပြေနံပြေဆိုတာဒုဗုဒ္ဓစကားနဲ့လာမှမအပ်စဗျမဏပုံနာတွေလှုပ်ချက်ရှင်းလားအဲ့ဒါဗျမဏဝါဒရဲ့လွှမ်းမိုးခြင်းကိုခံရနောက်ရှင်ဥပကုတ်လာပြန်ပြီအဲ့ဒါမဟာယနာလာသေ၄ပါးရှင်၄ပါး